ဒီနေ့ဇွန်လ19ရက်နေ့အစ္စရေးနဲ့အီရန်ရဲ့စစ်ရေးကတော့တော်တော်ကြီးကိုပြင်းထန်နေပြီဗျပြင်းထန်နေပြီဆိုတာထက်မနေ့တုန်းက18ရက်နေ့မှာအီရန်နိုင်ငံကစေယုံချုပ်ကနေပြီးတော့မှထုတ်ပြန်တယ်ခါမီနီနဲ့အတူဘာထုတ်ပြန်လဲဆိုလို့ရှိရင်ဒီညမှာအစ္စရေးနိုင်ငံကိုကြီးကြီးမားမား surprise တိုက်မယ်ဆိုပြီးတော့မှစာထုတ်ပြန်ခဲ့တယ်ဗျအဲ့ဒါကိုကျွန်တော်မနေ့ညတော့ကျွန်တော်စောင့်ကြည့်တယ်သတင်းကတက်မလာဘူးဗျဒီနေ့ကျွန်တော်အဲ့ရနိုးတော့လဲကျွန်တော်သတင်းကိုရှာတယ်မတွေ့ဘူးဒါပေမဲ့တွေ့ခဲ့တဲ့လူများရှိလို့ရှိရင်ကျွန်တော်ရဲ့ပို့အောင်ဆုံးမှာလာပြီးရေးပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အဲ့ကအကယ်၍များလုတ်ခဲ့ရင်တောင်မှကျွန်တော်တို့သိဖို့တဲ့အရန်ခဲရင်ဗျဘာလို့ခဲရင်လဲကျွန်တော်အဲ့လိုပြောလို့ရဆိုရင်အီရန်နိုင်ငံကိုပြစ်တဲ့လာပြစ်တဲ့နေရာတွေအီရန်နိုင်ငံကဥမာရုပ်တံတွေပဲဖြစ်ဖြစ်ဗျာအီရန်နိုင်ငံကယူရေနီယံတန့်စင်တဲ့နေရာတွေပဲဖြစ်ဖြစ်ပြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့သိတယ်ဗျသတင်းတွေကအလင်းမြန်တက်လာဒါပေမဲ့လို့အစ္စရေးနိုင်ငံကိုကျဲတဲ့အရာတွေအစ္စရေးထိခိုက်တဲ့အရာတွေကြောင့်တိတ်မသိရဘူးဗျဘာလို့ဆိုသတင်းတွေကိုတော်တော်ကြီးကိုဖုံးကွယ်ထားတယ်ဗျအဲ့ဒါကြီးကလည်းကျွန်တော်တို့အတွက်အခက်ခဲဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်လာမေးကြတဲ့လူတွေကိုကျွန်တော်ပြောပြတယ်ကျွန်တော်ဘယ်နိုင်ငံကဘယ်လောက်ခံလဲဆိုကျွန်တော်မပြောနိုင်ဘူးလို့ဘာလို့မပြောနိုင်ဆိုအစ္စရေးဘက်ကသတင်းတွေကိုတော်တော်ဖုံးထားတယ်ဗျသူတို့ထိတဲ့နေရာတွေကတော်တော်ထိတယ်လို့ကြားတယ်ဒါပေမဲ့သူတို့တော်တော်ဖုံးထားတဲ့အတွက်ဘာမှပြောလို့မရဘူးအီရန်ဘက်ကထိတဲ့အရာတွေကိုကျွန်တော်သိခွင့်ရှိတယ်ဗျဒါပေမဲ့သိခွင့်ရှိတယ်ဆိုပေမဲ့ဘာတွေဘလို့ထိလဲဆိုတာတော့ကျွန်တော်အရင်ကြီးမပြောချင်ဘူးဘာလို့ဆိုရင်အီရန်ဘက်ကထောက်ခံတဲ့သူတွေအနေနဲ့လည်းမကောင်းတဲ့အတွက်ကျွန်တော်မပြောချင်ဘူးကျွန်တော်အစ္စရေးကြတော့လေသူတော်တော်ထိတယ်ဒါပေမဲ့သူသတင်းဖုံးကွယ်ထားတယ်ဆိုတော့ကဲအဲ့ဒါတော့ထိဘယ်လောက်ထိတယ်ဆိုတော့အဲ့ဒါအမှပဲထားပါဒါပေမဲ့အဓိကမေးခွန်းမေးတဲ့အရာတွေထဲမှာဘယ်နိုင်ငံကစမခဲ့လဲလို့မေးတဲ့သူတွေရှိတယ်ဗျအဲ့ဒါကတကယ်ဆိုရင်မေးစရာမလိုတာဘယ်နိုင်ငံကစမအစ္စရေးစမတာပေါ့အစ္စရေးစပြီးတော့ပြစ်တာလေမနှစ်တုန်းကအောက်တိုဘာတုန်းကဖြစ်တဲ့အရာထားခဲ့လိုက်မနှစ်ကအရာကိုထားခဲ့လိုက်ဒီနှစ်ဆိုလို့ရှိရင်နှစ်ဝက်ကျိုးနေပြီဗျဇွန်လထဲမှာဝင်နေပြီဗျဒီဇွန်လထဲမှာအစ္စရေးတွေရဲ့အဓိကတော့ပါဆိုဇွန်လဆိုရင်တိုက်ခိုက်ရေးအရန်လုပ်တယ်ဗျအဲ့ဒါကိုအီရန်တို့မိတ်နေတာလားတော့မသိဘူးဘာလို့ဆိုလို့ရှိရင်အာရန်နိုင်ငံတွေနဲ့6ရက်တာစစ်ပွဲတုန်းကလည်းသူဇွန်လမှာစခဲ့တာအဲ့ဒါလည်းတိဖို့တယ်လို့ကဒီဇွန်လထဲမှာဖြစ်မယ်လို့ဒေါ်နယ်ထရန့်လည်းသိကျင်သိလိမ့်မယ်ဒါပေမဲ့တေချာတခုကဒေါ်နယ်ထရန့်နဲ့အစ္စရေးနဲ့အတူတူပဲဒါဘယ်နေ့မှစပြီးအစ္စရေးတိုက်မယ်ဆိုတာပဲသူသိချင်မှသိမှာဒါပေမဲ့တိုက်ခဲ့လို့ရှိရင်သူတို့ကလည်းအတူတူပဲမတိုက်ခင်နေရတယ်ဆွေးနွေးပြီးသားဖြစ်တဲ့အတွက်ဒီအချိန်မှာတိုက်ခိုက်ရတာလေသူတို့ကအားမလို့အားမရနဲ့အီရန်ဝန်တယ်ဘလို့အားမလို့အားမရလဲဆိုရင်အီရန်ကအများစတိုက်လာမလားလို့သူတို့ကအမျိုးမျိုးသူတို့ကလှုံ့ဆော်တယ်ဗျဘာလို့ဘလို့လှုံ့ဆော်လဲဆိုဥမာဗျဟာမတ်တို့သူကဗျပြီးခူတီတို့ကဲဂါဇာမှာဆိုလို့ရှိရင်လည်းသူတို့ဝင်ပြီးတော့တိုက်ပြတယ်ဗျတိုက်ပြီးတော့မှအပြတ်သက်သူတို့ခြေမုံပြတယ်လှုပ်ပြတယ်ဒါပေမဲ့အီရန်ကထဲထဲဝင်ပေါင်ဝင်လာတဲ့အခါမှာသူတို့အားမလို့အားမရနဲ့အခုချိန်မှာသူတို့ဝင်ပြီးတော့တိုက်ခိုက်ရတာဖြစ်တယ်အဲ့ဒီအချိန်တိုက်ခိုက်ရတဲ့အချိန်မှာလေဒေါ်နယ်ထရန့်စကားတွေကမတည်ငြိမ်ဘူးဗျဒီယာကို तू မပါဝင်ဘူးလည်းပြောတယ်ပါဝင်တယ်လည်းပြောတယ် तू လက်ဆောင်နေမယ်လည်းပြောတယ်ပြီးတော့ तू ကတဟီရန်မြို့မှာရှိနေတဲ့ပြည်သူတွေစွန့်ခွာပါ तू ပြောပြန်အောင်ဗျသူ့ရဲ့စကားတွေကလုံးဝကိုမတည်ငြိမ်ဘူးဒါပေမဲ့လို့ဒီမနေ့တုန်းကတိုက်ခိုက်တဲ့အရာထဲမှာမနေ့က18ရက်နေ့ညတော့ကျွန်တော်မသိဘူး18ရက်ညပေါ့နော်မနေ့ရက်ညတနေ့ညပေါ့အဲ့တနေ့ညကတိုက်ခိုက်ခဲ့တဲ့အရာထဲမှာအီရန်ကhypersonic ဒုံးကြီးတုံးခဲ့တယ်ဗျဒီ hypersonic ဒုံးကြီးဆိုတာကတော့နည်းနည်းရတော့မဟုတ်ဘူးအတန်နဲ့9ဆမြန်တဲ့အရာတဖြည်းဖြည်းနဲ့အီရန်ကတိုးပြီးတော့မှဒုံးကြီးအမြင့်စားတွေသူတဖြည်းဖြည်းနဲ့တုံးလာတယ်ဒါကိုလည်းအစ္စရေးရဲ့မဟာမိတ်တွေအမေရိကန်နဲ့တကွာပြင်သစ်တို့ဂျာမနီတို့ကလည်းစောင့်ကြည့်နေမယ်လို့ထင်တယ်ဂျိုးတို့ကလည်းစောင့်ကြည့်နေမယ်သူတို့လူချင်တာကအီရန်ကဘယ်လက်နက်တွေဘလောက်ကြီးမားစွာတုံးလာမလဲဘယ်နေရာကထွက်လာမလဲဆိုလူချင်နေတာဗျအဲ့ဒါလည်းအီရန်ဖက်ကနေပြီးတော့မှတတိထားဖို့အတွက်လိုအပ်တယ်အဲ့တော့ hypersonic ဆိုတာအတန်းနဲ့9ဆမြန်တဲ့အရာကိုစပြီးသုံးလာပြီးစပြီးသုံးတဲ့အချိန်မှာဒီ hypersonic ကအတန်းနဲ့9ဆမြန်တဲ့အရာကိုသုံးတဲ့အချိန်မှာ Israel ရဲ့လေကြောင်းရန်ကာကွယ်ရေးကကောင်းမှမကာကွယ်နိုင်ဘူးဗျဒါကလည်း Israel ရဲ့အာဏာချက်တော့မဟုတ်ဘူးဟိုဘက်ကဒုံးကြီးကလက်နက်ဆန်တော့တုံးတန်ယုံကာကွယ်ရေးစနစ်တွေလာလို့ရှိရင်ရှောင်ကွင်းသွားနိုင်တယ်ဗျရှောင်ကွင်းပြီးတော့မှသူပြစ်နိုင်တဲ့အတွက်အစ္စရေးနိုင်ငံတော်ထိတယ်လို့ကြားတယ်ဒါပေမဲ့သူကသတင်းတွေဖုံးကွယ်ထားတယ်ဒါကအတန်တဲ့9ဆပဲရှိတယ်လွန်ခဲ့တဲ့2012ခုနှစ်ကို2013တုန်းကအီရန်နိုင်ငံကြီးညာခဲ့တယ်ဘာကြီးညာဆိုအတန်နဲ့73ဆမြန်တဲ့အရာထုတ်လုပ်မယ်လို့ကြီးညာခဲ့တယ်ထုတ်လုပ်ပြီးပြီလို့လည်းပြောတယ်အကယ်၍အတန်နဲ့73ဆမြန်တဲ့အရာကိုအသုံးပြုခဲ့ရင်အစ္စရေးအနေနဲ့မလွယ်ကူဘူးဗျအမေရိကန်လေယာဉ်နဲ့သင်္ဘောတွေအရှိလေပိုင်းကိုရှောက်နေတယ်ဆိုတဲ့အရာလဲဒါတွေဖြစ်မယ်ဗျဘာလို့ဆိုလို့ရှိရင်အကယ်၍များအစ္စရေးကတော်အထီနာခဲ့ရင်အမေရိကန်တွေလက်ဘူးကိုထိလက်ရောက်ဝင်ပြီးတော့ပါလာနိုင်တယ်အခုချိန်မှာတော့ကိုထိလက်ရောက်တော့မရှိသေးဘူးဒါပေမဲ့လို့ကိုထိလက်ရောက်ဝင်ပြီးတော့ပါဝင်တယ်တေချာတဲ့အစ္စရေးဘက်ကအမေရိကန်ပြင်သစ်ဂျာမနီကတော့ပါဝင်ဖို့အသင့်ပဲလို့ထင်တယ်ထင်တာလည်းမဟုတ်တကယ်လည်းဖြစ်လာတယ်ဒါကအစ္စရေးဘက်က
အီရန်ဘက်ကပြောမယ်ဆိုလို့ရှိရင်စစ်ဖြစ်တိုင်းမှာဘယ်နိုင်ငံမှာဆိုနိုင်ငံတွေကသင်္ကန်းသာယူဖို့တော့ဖြစ်တယ်အခုအီရန်အတွက်သင်္ကန်းသာယူဖို့ကပါလဲဆိုလို့ရှိရင်အီရန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ရုရှားတို့တရုတ်တို့ကဒီကိစ္စကိုလက်ရှောင်နေတယ်ဗျအဲ့ဒါကလည်းအီရန်အတွက်ထိခိုက်နေတာရတဲ့အရာဖြစ်တယ်ဒါပေမဲ့လို့အီရန်ခေါင်းဆောင်ခါမေနီအတွက်ကချီကျူးစရာတစ်ခုရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အမေရိကန်ကခါမေနီကိုလက်နဲ့ချခိုင်းတယ်သူ့ရဲ့အသက်အန္တရာယ်အတွက်လည်းဖြစ်တယ်လို့ပြောတယ်ဒါပေမဲ့ခါမေနီကသူ့ရဲ့အသက်အန္တရာယ်နဲ့ဂရုမစိုက်ဘူးတချို့တွေကပြောတယ်လက်မှတ်ထိုးပေးလိုက်လွယ်လွယ်လေးထိုးပေးလိုက်ပြီးသွားမယ်လို့ပြောတယ်ဒါပေမဲ့လို့ဒီတမိုင်းကခါမေနီတယောက်တည်းတမိုင်းမဟုတ်ဘဲနဲ့အီရန်ရဲ့တမိုင်းလည်းဖြစ်တယ်ဘာဖြစ်လို့ဆိုရင်လက်မှတ်စစ်တစ်ခုမှာလက်မှတ်တစ်ခုထိုးပေးလိုက်လို့ရှိရင်အဲ့လက်နက်ထိုးခြင်းရဲ့နောက်ွယ်မှာနိုင်ငံတနိုင်ငံဆုံးရှုံးမှုတွေအများကြီးရှိတယ်ဗျဘာလို့ဆိုရှင်အရှုံးဘက်ကလက်မှတ်ထိုးရတဲ့အတွက်ပေးဆက်ရမယ့်အရာတွေလည်းအရန်ရှိတယ်ဥပမာဗျဟော်မုတ်ကြီးလဲကြားလို့နေရာမျိုးကိုအမေရိကန်ကိုကင်တယ်ခင်းနေပေးရမယ်ဒါမျိုးတွေပေါ့နော်ဟုတ်ချင်မှလည်းဟုတ်မယ်ဟုတ်ချင်ဟုတ်မယ်ဘာလို့စစ်ရှုံးတဲ့အတွက်လက်မှတ်ထိုးခြင်းရဲ့နောက်ွယ်ကကြေးတွေကအရန်များတယ်ဗျဒါတွေကိုတချို့သိရှင်မှသိမယ်နောက်ကသူတို့မလို့ချင်ပဲနဲ့မပေးချင်ပဲနဲ့ပေးလိုက်ရတဲ့ဂတိကဝတ်တွေဒါတွေအများကြီးလာပြီဗျာဒါကြောင့်မို့လို့ခါမီနီကလက်မှတ်မထိုးပေးတာတချို့တွေကအားမလို့အားမရမဖြစ်ကြပါနဲ့ဘာလို့ဆိုရင်ဒီကလက်မှတ်ထိုးလိုက်လို့ရှိရင်ဆုံးရှုံးမှုတွေအရန်ကြီးများသွားနိုင်တယ်တရုတ်ရဲ့စီးပွားရေးကအီရန်မှာအများကြီးရှိတယ်ဗျဥပမာရေနံဆိုလို့ရှိရင်90ရာခိုင်နှုန်းကတရုတ်ကစီးပွားရေးတွေတော့တရုတ်ကယူထားတဲ့အရာတွေရာခိုင်နှုန်းလျှော့ပြီးတော့မှယူထားတဲ့အရာတွေဖြစ်တယ်ဒါပေမဲ့တရုတ်ကဘာဖြစ်လို့မကာကွယ်တာလဲကျွန်တော်ပြောပြပါပြီတရုတ်ဆိုတာစီးပွားရေးပဲဗျစီးပွားသူပါဝင်ခဲ့လို့ရှိရင်သူ့ရဲ့စီးပွားရေးအများကြီးပြတ်မယ်အခုသူဆုံးရှုံးမှုကဒီဂျင်နာနေသူဆုံးရှုံးသွားပြီမဲ့လေသူဂျင်နာရပိုင်ခွင့်ဆုံးရှုံးသွားမယ်ဆိုရင်တောင်မှသူ့ရဲ့ကြီးမားတဲ့စီးပွားရေးတွေသူမဆုံးရှုံးရင်ပြီးရောဆိုပြီးလက်ဆောင်နေတဲ့သဘောပဲဗျရုရှားကလည်းသူ့နိုင်ငံနဲ့သူတောင်မှစစ်ရေးအခြေအနေဖြစ်နေတဲ့အတွက်ဝင်ပါကူဖို့အတွက်မဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်ပါဝင်ခြင်းနဲ့ဆိုလဲပါဝင်ခြင်းနဲ့ဆန္ဒရှင်ပါဝင်လို့ရတယ်ပြောလို့ရတယ်ဒါပေမဲ့မပါဝင်ဘူးဗျအဲ့တော့အီရန်အတွက်သင်ခန်းစာတွေအများကြီးရတယ်ဒီဆိုဝဲမှာကျွန်တော်အီရန်ရှုံးမနိုင်မယ်ကျွန်တော်ပြောတာမဟုတ်တော့အီရန်အတွက်သင်ခန်းစာလို့ကျွန်တော်ပြောတာအီရန်အတွက်သင်ခန်းစာတွေအများကြီးရတယ်တစ်ဖက်မှာရှိနေတဲ့အစ္စရေးနဲ့အမေရိကန်ဘက်ကလည်းတော်တော်ကြီးကိုမတရားလုပ်တယ်လို့ပြောလို့ရတယ်ဗျဒါတကယ်တော့မတရားဘူးအခုကဲတိုက်ပွဲဖြစ်နေတဲ့အချိန်မှာကိုပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာဂါဇာမှာရှိနေတဲ့ဒုက္ခသည်တွေကသူတို့စားနပ်ရိက္ခာယူဖို့အတွက်တန်းစီနေတဲ့အချိန်မှာအစ္စရေးဒရုန်းတွေကလက်နက်ကြီးတွေနဲ့လက်နက်တွေနဲ့ဆက်လက်နက်တွေနဲ့ပစ်ခတ်ခဲ့လို့လူ52ဦးသေဆုံးခဲ့တယ်ဗျဒါလည်းမလုတ်တဲ့အရာဗျ52ဦးသေဆုံးတဲ့ရာပေါင်းများစွာတိုင်ရရတယ်ဗျဒါလက်နက်မဲ့ပြည်သူတွေကိုမတရားလုပ်တဲ့အရာလို့လည်းမြင်မိတယ်ဗျဒါကျွန်တော်ကသတင်းအတိုင်းကျွန်တော်ပုံမှန်လင်းချပြတဲ့အတွက်အစ္စရေးဘက်ကထောက်ခံတဲ့သူတွေစိတ်မဆိုးနဲ့ကျွန်တော်အမှန်တိုင်းပြောတာဖြစ်တဲ့အတွက်စိတ်မဆိုးကြပါနဲ့လို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့အခုချိန်မှာဘယ်နိုင်ငံရှုံးတယ်ဘယ်နိုင်ငံနဲ့ကျွန်တော်ပြောလို့မရသေးဘူးမပြောဘူးလို့ကျွန်တော်ပြောချင်တယ်ကဲနောက်ဆုံးတစ်ခုပြောချင်တယ်အဲ့ဒါဘာလဲဆိုရင်ထိုင်းနိုင်ငံမှာရှိနေတဲ့ပြည်သူတွေအနေနဲ့ဒီနေ့ဇွန်လ19ရက်နေ့မှာသတိထားကြမှာအဲ့ဒါဘာလဲဆိုလို့ရှိရင်မနေ့တုန်းကထိုင်းလွှတ်တော်ကနေပြီးတော့မှပြောတယ်ဒီနေ့ဇွန်လ19နေ့မှာထိုင်းဝင်ကြီးချုပ်ကိုကန့်ကွက်မယ်လို့လည်းပြောတယ်ဒီဟာတော့ဒီနေ့19ရက်နေ့မှာထိုင်းနိုင်ငံမှာနေတဲ့သူတွေအတွက်သတိထားကြပါလို့ပြီးတော့ထိုင်းဝန်ကြီးချုပ်ကိုစန့်ကျင်တဲ့သူတွေကလည်းဒီနေ့ဇွန်လ19ရက်နေ့မှာဆန္ဒပြမယ်လို့လည်းကြားတယ်ဒါထိုင်းသတင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာရှိတဲ့သူတွေသတိထားပြီးနေကြပါဆိုတော့ကျွန်တော်ပြောပြပေးခြင်းနဲ့ကျွန်တော်ပြောပြပေးမှုကတော့ဒီလောက်ပါပဲလို့ဆက်လက်ပြီးတော့မှတိတဲ့အရာတွေကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားအောင်ပါအောင်မယ်လို့ကျွန်တော်ရဲ့ page လေးကိုလည်း like and follower လုပ်ပေးကြပါအောင်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဗျာ